ရဲပြုတ်ကြမှာပဲမဆိုးလား မဆိုးပါဘူးဒီမှာဟိုကအခင်းတယောက်ထိုင်တာအခင်းလေးနဲ့ထိုင်ကြတယ်တမျိုးပေါ့နော်59ယောက်တည်းပေါ့နော်6ယောက်ပါသွားကြတဲ့ကနေ့တိုင်းဒီနားမှာပဲဆက်ကြည့်ဖြစ်တာပေါ့နော်လေ့ကျင့်ခန်းလေးဆိုဒီနားမှာလုပ်ဖြစ်တာများရပေါ့နော်ဒီနားလေးမှာတနေ့ကောမနက်မိုးလင်းတဲ့ကသူစံကသမင်းစားပြီးဆိုတာနေနားမှာပဲဆက်ကြတယ်ညမိုးချိုးရင်တော့ခုနစူးစားဆောင်ပေါ်မှာကြတယ်နောက်ဆုံး6ယောက်ပဲတိုင်ဝင်ပေါ်လို့ဖြစ်တယ် ဟုတ်59ယောက်တည်းမှာဒီမျိုးကြောင်းနေပြီး6ယောက်ပါသွားဟုတ် ဘေးရတကယ်ရောသူတိုင်တာ ဟုတ်တယ်ပါပဲ ဟုတ်မိတ်ဆက်ပြီးတော့တကယ်ချင်းတယ် ဒီမှာမိုင်းလေးပြင်းနေပါ သူမိတဲ့ကြီးရလား နည်းနည်းလေးလိုက်ကြည့်ရ ဒီမှာလေးရောပဲအစင်းလေးရောက်ခဲ့လေပြောပြပါဦး တမီးကတော့10ယောက်မြောက်ထဲရောက်ခဲ့ဒီ10ယောက်မြောက်6ယောက်ထဲရွေးမဲ့မိကုန်းထဲမှာပေါ့တမီးအဲ့လိုမျိုး6ယောက်ထဲမြောက်တဲ့မိကုန်းထဲမှာသူတွဲခဲ့တာအဲ့မိကုန်းမှာဘာမှမလဲတမီးလည်းမသိဘူးပေါ့နော်ဒါပေမဲ့တမီးရဲ့လက်ရည်လက်သားလေးတွေဒီစလုံးမတမို့ဆိုတမီးရရှမ်းတက်တယ်လေအားကြောင့်အဲ့လိုလည်းမှားသွားအဲ့လိုမပြုတ်သွားလို့တမီးရတယ်ထင်တယ်ဝမ်းတာရဲ့တမီးကတော့ဒီကိုမရလို့ရှိရင်တော့ကိုဖုံးကြောင်ရခဲ့ရပဲအားကြောင့်ဝမ်းတာရဲ့သူအောင်မြင်လဲတမီးတို့အောင်မြင်တာနဲ့တူတူပဲတမီးအောင်မြင်လဲသူအောင်မြင်တာနဲ့တူတူပဲဘုံဘကတမီးတို့အဲ့လိုမျိုးပြောရပေါ့နော်ဒီဘယ်သူမှရတယ်ဆိုရင်မနာလို့မဖြစ်နဲ့ဘုံအဲ့လိုပြောရတမီးလည်းမနာလို့မဖြစ်ပါဘူးတမီးတို့တန်ငယ်ချင်းအခုဒီနားမှာ6ရောက်ကြပါတယ်သူပထမရတယ်တယောက်မှမနာလို့မဖြစ်ဘူးတမီးတို့ဆိုရင်သူအောင်မြင်တာလဲတမီးတို့အောင်မြင်တာတူတူပဲဆိုတမီးအဲ့လိုစိတ်ဘောနဲ့တမီးတို့အကောင်လုံးကတော့ဒီမှာတင်နေပေါ့နော်အကောင်လုံးတန်းတူရောတငယ်ချင်းတွေအကောင်လုံးကတော့ကိုတက်ထားတဲ့ပညာလေးကိုတတိတလောက်ကလေးအကောင်လုံးပညာသင်ကြားပေးမှဆိုပြီးပြောထားကြပါတယ်တမီးရောပဲပေါ့ဒီကိုတက်ရတာအခုဆိုရင်တမီးတို့ဆိုရင်အစိမ်းစာအုပ်တွေဆရာကိုင်းနေကျောင်းသားကိုင်းနေတမီးတို့အဲ့လိုလေးလာထားတယ်လေးလာထားရဆိုတော့ဒီကြောင့်ဒီလာမဲ့မောင်လေးညီမလေးတို့လည်းတမီးတို့အဲ့ထဲရပြီးတော့ပုံမြင်လေးပါတယ်စပီတူလေးပါတယ်အဲ့ဒါလေးလည်းပြန်ပြီးတော့တို့ရဲ့ဒီငယ်လေးဆိုရင်ပုံမြင်လေးပြလို့ရတယ်အဲ့လိုမျိုးစပီတူလေးပြလေးရတမီးလည်းအဲ့လိုမျိုးလေးပဲဒီတို့ရဲ့အတက်နဲ့လာတမီးလည်းပြန်ပြီးတော့ပြပေးပြအောင်ပါဘုံဘုံဘွယ်တော့ဥတုနန္ဒဗုဒ္ဓမမကဆရာတော်လို့ခေါ်ပါတယ်ဒီကျောင်းကတော့ဗုဒ္ဓမမကမိုးဘုပ္ပဒနာပရိယရိစာသနာအင်ဂျီ300မင်္ဂလာအေးချမ်းသာရမင်္ဂလာကွက်တဲ့လိုင်သာရမြို့နယ်ဖြစ်ပါတယ်အဖြစ်မှန်ကတော့မမရခင်ဗျာဘလို့ကနေစပြတဲ့ဆရာတော်တို့ဟိုတော့လွန်ခဲ့သော15နှစ်လောက်ကတည်းကဆရာတော်ကဒီကလေးရေကျက်လေးမှာတင်တယ်ပေါ့နော်ရင်းနှီးမှာတင်ရင်လေဒီသုဒ္ဓဆောင်တဲ့ပြိုင်ပွဲကလိုင်းပေါ်မှာတွေ့တော့ဆရာတော်ဒီပြိုင်ပွဲဝင်ပြင်းတယ်ဆိုတော့သူတို့ဆရာတော်တွေလက်ဆက်လိုက်တော့ဒီနေ့တော့များတော့နောက်နှစ်ကစပြိုင်လို့ရပါတယ်ဆိုအဲ့ဒီကနေစပြိုင်တော့ဒါဆရာတော်ထူးခြားခြားပထမဆုံးထားတဲ့တိုင်ကအောင်မြင်လာတော့ဒီနှစ်မှာအောင်မြင်လာပေါ့နော်ဟိုအရင်နှစ်တွေတော့ဗုဒ္ဓဝန္တာဥဒ္ဒရာပွဲရတယ်နောက်စံပြမောင်မယ်သုဒ္ဓဆောင်တဲ့လုပ်တဲ့ရန်ကုန်တိုင်းမှာလုပ်တဲ့ပွဲပထမရဘူးတယ်နောက်စံပြမောင်မယ်တနိုင်ငံလုံးမှာဒုတိယတော့ရဘူးတယ်ပေါ့ရှေ့မှာ9နှစ်လောက်ကြံခဲ့ရတယ်ဒါကြီးခက်ခဲရပါတော့တော်တော်ခက်ခဲနောက်တစ်ခါဆရာတော်တို့ကမပြည့်စုံတဲ့အတွက်ကြောင့်ရုန်းကန်တော့ပေါ့အတင်းတန်းလည်းမအောင်မြင်နေတာကြောင်းလည်းဒီထောင်ခဲ့သေးရဆိုတော့ကလေးတွေကျွေးမွေးစရိတ်တို့ကလေးတွေဒီချိုးပို့စရိတ်တို့အတော်လေးဆရာတော်တို့ကခက်ခဲတာပေါ့ကြောင်းလည်းဒီထောင်ကားတာဆိုတော့အဲ့အတွက်ကြောင့်လမ်းခက်ခဲတွေရောပါတွေဆိုတော့ခက်ခဲပေါ့နော်နောက်သူတို့တင်ပြတဲ့ခါမှာလည်းစာအုပ်ကိုနှောက်အောင်ကြည့်တာပေါ့နော်စာအုပ်ကဘိုးတော်6တဲ့ရှိအုပ်ဆိုတော့နောက်တော့သူတို့ဒီသုဒ္ဓဆုံတဲ့ပြထန်းနဲ့ကျောင်းသားကိုင်ဆရာကိုင်ဒီပလိုမာဗုဒ္ဓဒီပလိုမာအဆင့်မြင့်ဒီပလိုမာဒီစာအုပ်တွေ10အုပ်လောက်ကိုဒီနွေရာစီကျောင်းပိတ်ရမှာအသက်တန်တင်ရတာပေါ့ဒါကြီးအသက်တန်တင်ရတဲ့ခါကျတော့ခက်ခဲတယ်ပေါ့နော်ဒီပြိုင်ပွဲကတော့ဟိုရသွားတဲ့ကလေးလေဒါစုတဲ့ပညာရေးဒီဗုဒ္ဓဘာသာဘုဒ္ဓတွေဘုဒ္ဓဝင်ဘုဒ္ဓတွေအများကြီးရတယ်ဆရာတော်တို့သင်ကြားပေးတဲ့ဆရာတော်တွေလည်းဒီဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ဒီအခြေခံအကြောင်းအရာတွေဘုဒ္ဓနဲ့ပတ်သက်တဲ့လေ့လာသူ့ကိုသင်လေ့လာခွင့်ရတာပေါ့နော်လေ့လာခွင့်ရတော့ခက်ခဲတာတော့ဟိုဆရာတော်တို့ကြောင့်ခုနဟိုကားကြိုးဖို့ကားအဆင်မပြေတာရဲ့အဲ့လမ်းအဆင်မပြေတာရဲ့နောက်တစ်ခါတီထောင်တဲ့ကတော့တင်တန်းချောင်းတွေမရှိတာရဲ့ဖြစ်တယ်လို့တင်ရတာပေါ့ဒါပေမဲ့ဖြစ်တယ်လို့တင်ပေတင်ကြတော့လဲဆရာတော်ရဲ့ဒီခံရွက်ကဟောငါဘယ်လိုပဲဖြစ်နောက်ဆုံးသူ့မရရင်တော့မှကလေးတွေဗုဒ္ဓသရဏဂိသမိဓမ္မသရဏဂိသမိဒီတရဏဂုံ3ပါးအမြဲရွတ်နေကိုရှင်းတတ်ပြီဆိုတဲ့သဘောနဲ့အဲ့လိုတင်တာပါဇွဲရှိတီတို့ဒီသုဒ္ဓဆောင်တဲ့အဖွဲ့တွေလည်းဆရာတော်ချီးကျူးပါတယ်ဘုရားရှိနေစိတ်ဓာတ်တွေကအမျိုးမျိုးပေါ့တခါကြီးဆရာတော်တို့ဒီ26လောက်ရောက်လိုက်ပြုတ်ကြလိုက်ဗုဒ္ဓဝန္တာဥဒ္ဒရာဘုရားလေးပြုတ်ကြလိုက်ဒုတိယနဲ့နောက်လည်းပြုတ်ကြလိုက်
အဲ့လိုအစင်းနဲ့ခဏခဏပြုတ်ကြတော့မပြိုင်တော့ဘူးကွာမပြိုင်ဒါပေမဲ့မပြိုင်တော့လဲငါကလေးတွေမပြိုင်ရင်ဒီကလေးတွေကဒီစာပေကိုနောက်တင်မှာမဟုတ်တော့ဘူးအဲ့တော့ငါဘယ်လိုဝင်နေမဖြစ်ဖြစ်အောင်ဆက်တင်မယ်ဆိုတော့အဲ့ဒီရွယ်ချက်နဲ့ဆက်ပြီးတော့ဟိုဆရာတော်သင်ခဲ့လို့ဒီလိုအောင်မြင်မှုရတာပေါ့ ဒီမှာဘုံဘုံပြောတယ်ပဲပေါ့နော်ဘုံဘုံကနေပြီးတော့စီစဉ်ပေးရဲ့အချိန်ကတ်သက်ဘယ်လိုအချိန်တွေမှာဘယ်လိုတွေလုပ်ရမှာပေါ့နော်ဆက်စမလေးရလဲဘုံဘုံရဲ့ဘောနော်ညွှန်ပြရဲ့အတိုင်းပဲတမီးတို့တင်မေးရဲ့အဲ့လိုတင်မေးရဲ့အခါမှာတခါလေးပေါ့နော်ပင်မဲတဲ့ခါနားကျင်တာတော့ဘုံဘုံကနားကျင်လေးပေးပေါ့နော်အဲ့လိုနားကျင်လေးမှနားပြီးလို့ရှိရင်စာကြက်တဲ့အချိန်မှာတကယ်ဆွဲလို့လားဆိုင်ပြီးတော့ပေါ့နော်စာကိုနောက်ထည့်ရအောင်လို့ဒီစာကိုပဲအာရုံစိုက်ပြီးကြားရဲပေါ့နော်ခက်ခဲရပြောရမယ်ဆိုရင်တော့တခါလေးစာမဖို့ခက်နေရတော့ပဲဆိုရင်ခက်ခဲတယ်ပြည့်အခါမှာညအေးပြက်တာပေါ့နော်ဒါကတော့လူတိုင်းပဲဟိုအေးပြက်ကြတဲ့အခါမှာအိတ်ရှင်တာတို့အိတ်ငိုက်တာတို့ရှိရပေါ့ပြီးလို့ရှိရင်လည်းတချို့ဆိုရင်အိမ်တရိယာတို့ဒီစိတ်တွေကကြတော့ကိုစားလုပ်ဖို့အတွက်ပေါ့နော်ရှေ့မဆက်နိုင်စာဝင်ကျက်နိုင်ဖြစ်နေတဲ့အခါမှာတငယ်ချင်းချင်းချင်းအားပေးကြရဲဟိုငါတို့အောင်မြင်ခဲ့ရင်ပေါ့နော်ဒါတွေကဘာမှမဟုတ်တော့ဘူးဆိုရင်လည်းအဲ့လိုတငယ်ချင်းချင်းအားပေးရဘုံဘုံတို့ပေါ့နော်ဆရာဆရာမလေးတွေဆိုလည်းအိမ်မပြန်ရရှာဘူးပေါ့နော်သူတို့လည်းအကြောင်းပေးရမနာဘူးသမီးတို့နဲ့တူတူပဲသမီးတို့အိမ်မှာအေးရတယ်အဲ့တော့ဘုံဘုံလည်းသမီးတို့စောင့်မြဲပေါ့နော်ညဘက်တွေဘုံဘုံလည်းမအေးဘူးအဲ့တော့အကုန်လုံးပေါ့နော်ဒီပြိုင်ပွဲကိုအောင်မြင်ဖို့အတွက်ဆိုပြီးတော့အကုန်လုံးခက်ခဲကြရရမှာပေါ့နော်ဇဲမလျှော့ပဲနေစူးစမ်းခဲ့ကြတာပါ